အိမ်ချမြေဈေးနှုန်းဟာကမ္ဘာရွှေဈေးနဲ့ဆက်နွယ်မှုရှိနေဆိုတာတကယ်လားရွှေဈေးနဲ့မြေဈေးကဓာတ်ရိုက်အချိုးကျနေရဆိုပေမဲ့ရွှေဈေးမှာတက်ပြီးလို့ရှိရင်ပြန်ကျနိုင်တယ်အိမ်ချမြေမှာကတော့အဲ့လိုမဟုတ်ဘဲနဲ့တက်ပြီးရင်တန့်သွားတာမျိုးပဲရှိရင်ပြန်ကျသွားတယ်ဆိုတာမရှိဘူးဒီတက်နေရနေပြီးတော့တန့်သွားတယ်ပြီးရင်အဲ့တက်နေရနေပြီးတော့ထပ်တက်လာနိုင်ကြီးပဲရှိတာဒီတော့ကိုဒီဘာကိုရွေးချယ်ကြမလဲဒါကယင်းနှိမ့်ညွှန်နေကြတဲ့သူတွေအတွက်အဓိကစဉ်းစားရမယ့်အချက်နှိုင်းရှင်ရွေးချယ်နေကြဆဲဖြစ်တဲ့အချက်ဖြစ်ပါတယ်ညီမာကဝယ်လိုအား2မျိုးတွေ့ရတယ်။နေမဲ့သူတွေရဲ့ဝယ်လိုအားနဲ့ယင်းနှိမ့်ညွှန်သူတွေရဲ့ဝယ်လိုအားအင်ချမ်းမြေဈေးနှုန်းကတောက်လျှောက်ကိုမှတဖြည်းဖြည်းမှန်မှန်နဲ့တက်နေတာဖြစ်တဲ့အတွက်မြေရောင်းပြီးသားလူတစ်ယောက်ကကိုရောင်းခဲ့တဲ့အိမ်နေရာကိုကိုရောင်းခဲ့တဲ့ဈေးနဲ့ပြန်ဝယ်လို့မရနိုင်တော့ဘူး။ပြန်ဝယ်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။အဲ့ဒီအတွက်မြေတစ်ခွက်ရောင်းပြီးပြီဆိုတာနဲ့ကိုရောင်းထားတဲ့ငွေရဲ့3ပုံ1ပုံလောက်ကိုတခြားတနေရာမှာပြန်ပြီးတော့ယင်းနှိမ့်ညွှန်နိုင်မှသာကိုရောင်းခဲ့တဲ့မြေနေရာရဲ့ဈေးတက်သွားမှုကိုကာဗာလုပ်နိုင်မှာဖြစ်ပါရဲ့တဲ့။မြေပြန်မဝယ်ဖြစ်ရင်မြေရောင်းတဲ့သူကအရှုံးမဲ့ဆိုပြီးတော့စီးပွားရေးသမားတွေကတွက်ကြတယ်လို့လည်းပြောပါတယ်2024ဆိုတဲ့ကာလမှာမြေဈေးကွက်မှာယင်းနှိမ့်ညွှန်နှံမှုလုပ်တဲ့သူတွေနေပြီးတော့နေမဲ့သူတွေပဲဝယ်ကြတဲ့နှစ်ဖြစ်လို့မြေဈေးကတိတ်မတက်ခဲ့ပါဘူးတဲ့ရွှေဈေးတောက်လျှောက်တက်ခဲ့လို့မြေကိုလာကြည့်အောင်ပဲကြည့်ပြီးတော့ပြန်သွားကြတဲ့သူတွေများပါတယ်ယင်းနှိမ့်ညွှန်နှံသူတွေနေသွားတဲ့အတွက်မြေဈေးကဆက်မတက်နိုင်မဲနဲ့တက်နေခဲ့တယ်2025ကျန်အပြီးမှာတော့နေမဲ့သူရောယင်းနှိမ့်ညွှန်နှံသူရောနှစ်ခုလုံးအဝယ်တက်တဲ့အတွက်မြေဈေးက30%ကနေပြီးတော့50%အထိတကြော့ပြန်ပြီးတော့ထိုးတက်သွားခဲ့ပါတယ်။ယင်းနှိမ့်ညွှန်မှုသဘောကအဝယ်များချိန်မှာရောင်းရမယ်။အယောင်းများချိန်မှာဝယ်ရမယ်လို့ theory ရသိကြပေမဲ့အများစုကတော့အဝယ်များချိန်မှာဝယ်ကြပြီးတော့အယောင်းများချိန်မှာရောင်းကြတဲ့သူတွေပိုများတယ်ဆိုတာကိုတွေ့ရတယ်ဆိုပြီးတော့အင်ချမ်းမြေစူးစမ်းတို့ကနေပြီးတော့သုံးသပ်ထားတာကိုတွေ့ရပါတယ်။ဆိုတော့လူကြီးမင်းတို့အနေနဲ့လည်းဒီလောက်ဆိုရင်အင်ချမ်းမြေဈေးနဲ့ကမ္ဘာရွှေဈေးကဆက်နွယ်မှုရှိနေလားမရှိနေဘူးလားကိုယ့်လက်ထဲမှာရှိတဲ့ငွေနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက်ဘယ်ဟာကိုရွေးချယ်ရမလဲဆိုတာကိုစဉ်းစားပြီးနေလာပြီလို့တော့ထင်ပါတယ်လူကြီးမင်းတို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးပေးသွားကြပါအောင်နော်တက်နေဝရဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်